Jesus, I surrender, surrender, surrender to your will, to be your hope revealed. ငယ်ရွယ်သူများ၏ဘဝကိုကာကွယ်ယုံတာမကပြုစုပြောထောင်ပေးသည့်ဤပို့ပြီးအလဲပဟိုရှိကဲတင်ချင်းတဤပို့ကလေးများစောင့်ရှောက်ရေးစင်တာမှကြိုဆိုပါရယ်ဤနေရာမှာကျွန်ုပ်တို့သည်အမိုးအကာများကိုပေးယုံတာမကဖွဲ့စည်းတိဆောက်ပုံနဲ့ချစ်ချင်းမေတ္တာသူတို့ဟာဘယ်သူဖြစ်တယ်လဲဘယ်သူဖြစ်လာမဲဆိုတာကိုဖော်ထုတ်ရန်အခွင့်အရေးကိုပေးပါရယ်ကျမတို့ထံရောက်လာတဲ့ကလေးအများစုဟာအလွဲသုံးစားပြုခြင်းတို့မဟုတ်လိလူရှုခြင်းတို့ကိုပြင်းထန်စွာခံစားရတဲ့သူတွေဖြစ်တယ်။ Jasmine Lily နဲ့ညီမငယ် Cherry တို့ကိုပထမဆုံးချိန်တွေ့ဘူးတဲ့အချိန်ကိုမှတ်မိနေပါသေးတယ်။သူတို့အတွက်ဘဝကမယုံနိုင်လောက်အောင်ခက်ခဲခဲ့တယ်။သူတို့အမေကသူတို့ကိုထားခဲ့ပြီးတိတ်မကြခင်မှာပဲသူတို့အဖေဟာယောဂါနဲ့ဆုံးသွားတယ်။ဒီငီအမတွေကျမတို့ရဲ့ဂေဟာကိုရောက်လာတဲ့အချိန်မှာဒီငိမ်နဲ့ပံပိုးကူညီမှုနဲ့ဆွေးနွေးနှစ်သိမ့်မှုအပြင်အရာအလုံးပြောင်းလဲလာတယ်။သူတို့ဒီအတက်ရဲ့အရေးကနေဖြင်းဖြင်းစွာထွက်ခွာလာကြတယ်။သူတို့တက်တဲ့အတန်းထဲမှာသူတို့ရဲ့ပြင်းပြတဲ့ဆန္ဒအသီးသီးကိုတွေ့ရှိခဲ့ကြတယ်။ Jasmine ဟာအကစားကိုနှစ်သက်ပြီးရဲတော့မဟုတ်ကဲဆယ်ရေးဝန်ဆောင်မှုများတွင်ပါဝင်ရန်အိမ်မက်ယူပါယုံရှိခဲ့တယ်။ Lily ဟာအကမှာပါဝင်ပြီး professional ဖျော်ဖြေဖို့မျှော်လင့်ထားတယ်။ Jasmine နဲ့ Lily တို့ဟာဒေါသထွက်လွယ်ပြီးသူတို့ရဲ့စိတ်ခံစားချက်တွေကိုစီမံခွဲခန့်နည်းနဲ့တခြားသူတွေနဲ့ဆက်သွယ်ဖို့တင်ယူခဲ့ကြတယ်။ Cherry ဟာအန်စာတုံးများကိုဖြည့်ရှင်းခြင်းဖြင့်သူမရဲ့တီထွင်ဖန်တီးနိုင်စွမ်းနဲ့အရေးချင်းကကျွန်ုပ်တို့အားလုံးကိုအားသင့်စေခဲ့တယ်။အသက်18နှစ်ဖြစ်တဲ့ Jasmine နဲ့ Lily တို့ဟာ Praise Kit ရဲ့ခေါင်းဆောင်များဖြစ်ကြပြီး၎င်းတို့ကိုအခြားသူများကိုလမ်းညွှန်ပေးကခန္ဓာရည်ရှိခြင်းနဲ့ယုံကြည်ခြင်းခရီးကိုမျှဝေကြပါတယ်။သူတို့ဟာစိတ်အားထက်သန်မှုအသစ်များကိုကျောင်းတွင်ရှာဖွေတွေ့ရှိခဲ့ကြပြီးစိတ်အားထက်သန်မှုများကြီးထွားလာကသူတို့အမြဲဖြစ်လိုသောအမျိုးသမီးငယ်များအဖြစ်ကြီးထွားလာကြပါတယ်။အကြီးမားဆုံးစိန်ခေါ်မှုတွေကတစ်ခုကအကန့်အသတ်ရှိတဲ့ရန်ပုံငွေဝန်ထမ်းနဲ့စောင့်ရှောက်မှုအရေးသွေးကိုမြင့်တင်ခြင်းဖြစ်တဲ့လူဒန်းမှုများဟာစားတောက်လမ်းစရိတ်နဲ့ဝန်ထမ်းများရဲ့လစာကဲ့သို့နေ့စဉ်လိုအပ်တဲ့ပစ္စည်းတွေကိုထောက်ပံ့ပေးတယ်။တင်းရဲ့ပံ့ပိုးကူညီမှုသည် Jasmine Lily နဲ့ Cherry တို့ကဲ့သို့သောကလေးများထံသို့ပုံမရောက်ရှိနိုင်ပြီးဘဝများကိုဆက်လက်ပြောင်းလဲနိုင်မည်ဖြစ်သည်။ထို့ကြောင့်ယခုနှစ်ကိုကျိုးစွန်အလှငွေအားရရောစွာပေးလူရန်ကျွန်ုပ်ဖိတ်ခေါ်အပ်ပါသည်ကျွန်ုပ်တို့သည်အခက်ခဲများတွေ့ကြုံရသောကလေးငယ်များ၏ဘဝတွင်ရေရှည်အကျိုးသက်ရောက်မှုကိုအတူတကွလှုပ်ဆောင်နိုင်သည်ကလေးများသည်မျှော်လင့်ချက်နှင့်ကုသခြင်းကိုတွေ့ရှိတဲ့ကဲ့သို့တင်၏ပံ့ပိုးခြင်းသည်ထိုတူညီသောစောင့်ရှောက်မှုကိုနောက်ထပ်များစွာပေးနိုင်ပြီးသူတို့၏အိမ်မက်များကိုလိုက်လျှောက်ရန်ခွန်အားဖြစ်စေပါသည်တင်၏ပံ့ပိုးမှုသည်ကျွန်ုပ်တို့၏သာသနာကိုကျယ်ပြန့်စေပြီးလိုအပ်သောကလေးငယ်များကိုပင်ပိုမိုလက်ခံစေရန်ကျွန်ုပ်တို့၏လက်လန်းမီမှုကိုတိုးချဲ့ရန်ကူညီပေးနိုင်ပါသည်ထို့ကြောင့်ရရောစွာပေးလိုပါ